အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုအတင်းကိုစလေးလာတာ19ရက်မြောက်တဲ့နေ့ပြဒီ19မှာကျွန်တော်တို့ဗာလေးလာရမယ်ဆိုရင် J-cut ဆိုတဲ့ဟာကိုလေ့လာရမှာဗျ J-cut ဆိုတာဘာလဲဆိုရင်မိကွန်းရှိလာပြီနော်လွယ်ပြောရရင်တော့ဗီဒီယိုတစ်ပုတ်နဲ့တစ်ပုတ်ကျွန်တော်တို့အကူပြောင်းကြမှာသူကဒုတိယဗီဒီယိုမပေါ်လာခင်မှာဒုတိယဗီဒီယိုရဲ့အတန်ကိုစောမှကြိုမှထွက်လာတာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်နဲ့အတူလိုက်လုပ်ကြည့်အောင်ဗျပထမအဆုံးကျွန်တော်တို့ဗီဒီယိုနှစ်ပုတ်ထည့်လိုက်မယ်နော်ကျွန်တော်ဒီလမ်းပေါ်မှာလမ်းလျှောက်နေတဲ့ဗီဒီယိုရယ်ပြီးရင်ကားဟွန်းတီးနေတဲ့ဗီဒီယိုပေါ့နော်ကျွန်တော်တို့တစ်ချက်အတူနားထောင်ကြည့်အောင်ဗျဒါကတော့ကျွန်တော်တို့ဒီ J-cap ကိုမတုံးရသေးဘူးเนาะ J-cap မတုံးရတဲ့အချိန်မှာဒီမှာဒီဂျားထဲမှာကျတော့သူကအတန်က 3D ပဲပေါ့เนาะ 3D ပဲဆိုတော့ဒီမှာတပုတ်ပဲရှိနေတာပေါ့เนาะဒါပေမဲ့ကျွန်တော်တို့ J-cap သုံးမယ်ဆိုရင် J-cap ဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်တို့ဒီမှာဒီဗီဒီယိုအကူပြောင်းနှစ်ခုကြားမှာကျွန်တော်တို့ဒီမှာဒီမင်းအဖြူကြီးကိုကျွန်တော်ချလိုက်မယ်เนาะပြန်နေဒီဒုတိယဗီဒီယိုကျွန်တော်တို့ select မှတ်လိုက်မယ်ကလစ်တစ်ချက်ထောက်လိုက်မယ်เนาะထောက်ပြန်နေကျွန်တော်တို့နောက်ဆုံးမှာextract audio ဆိုရရှေ့ပြ extract audio ဆိုတဲ့ဟာနေရမှာ extract audio နှိပ်ပြရတယ်ဒီမှာသူ့အတန်ကအောက်ကိုရောက်သွားနော်ဒီဒုတိယတပုတ်ရဲ့အတန်အဲ့ဒီအတန်ကိုကျွန်တော်တို့ကဒီကားဟွန်းတီးနေဟာမရောက်ဒီသူ့အစောပြန်ပို့လိုက်မှာမနော်ဒီမှာသူ့ပုံကိုအရင်မမြင်တဲ့ခင်မှာအတန်အရင်ကြားဟိုင်းစေချင်တော့ကြောင့်မလို့ဟုတ်ကဲ့အဲ့ဒါဆိုကျွန်တော်နဲ့တူလိုက်ကြည့်အောင်တစ်ချက်ဒီမှာဒီဗီဒီယိုမဆုံးသေးဘူးဒီမှာဒီဒုတိယဗီဒီယိုရဲ့အတန်ကဒီအောက်ကိုပထမဗီဒီယိုအကူခါနီးမှာပေါ့နော်အမှကျွန်တော်တို့ပို့လိုက်တော့မှရောက်နေနော်ဒီမှာဘာလို့ဒီရဲ့ဒီ J-cap ရဲ့300တဲ့အကြောင်းရင်းဥပမာကျွန်တော်တို့ထားပါတော့လမ်းပေါ်မှာလမ်းလျှောက်သွားနေပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ဒီကားလာတာပေါ့မတွေ့သေးဘူးဒါပေမဲ့ကားဟွန်းတီးတန်အရင်ကြားနေရတဲ့ကြောင့်မလို့ကျွန်တော်တို့လဲကြည့်လဲချိန်မှာပေါ့နော်အဲ့လိုမျိုးကားဟွန်းတီးနေအောင်ကျွန်တော်တို့မြင်လိုက်ရတယ်အဲ့လိုမျိုးပေါ့နော်သူကအဲ့လိုမျိုးအချိန်ဒီမှာကျွန်တော်တို့တုံးရတယ်ပေါ့နော်ဒီဗီဒီယိုနဲ့တပုတ်ကြားမှာသူကချောချောမွေ့မွေ့ဖြစ်သွားပါပေါ့နော်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ